ချိန်ထားတဲ့နေရာကိုရောက်ခဲ့ရတာတနာကြီးကြောကြောကြာနေတဲ့အထိသူကရောက်မလာပါဘာများဖြစ်လို့လဲနေများမကောင်းလို့လားတွေးစိတ်ပူလိုက်ရတာတငယ်ချင်းများကတော့လောင်ပြုံလို့သာအပူတွေပါကွာမလာပါဘူးတဲ့ပြန်အိတ်တော့ဆိုတာကိုချင်းလည်းမစားနာမချုံဘူးသေးလို့ပါချိန်တဲ့ရီစားရောက်မလာဘဲနဲ့တယောက်သေးဆောင်နာပါဖြစ်သေးလေကွာသူမလာကိုတော့ဆောင်ရ